ငါခိုင်းတာမှမလုံနိုင်တာအဲ့တော့ငါခိုင်းတာကိုလုံနိုင်တာစူဆန်တရားပဲရှိတော့တာလေညီမလေးမမီမောင်စူဆန်ကိုဖုန်းဆက်လိုက်မဆက်ပါနဲ့မမီမဆက်ပါနဲ့စူဆန်ကိုဆွဲမထဲမမီစူဆန်ဆွဲမထဲပါနဲ့အဲ့ဒါဆိုရင်မမီတို့ကိစ္စကိုညီသဘောတူတယ်ပေါ့ဘာဖြစ်လို့ဒီလောက်တော့ဝမ်းနဲ့ပက်လက်ဖြစ်နေရတာလဲသမီးရယ်မမီးကသမီးကောင်းစားဖို့လုပ်ပေးတာပါသမီးကောင်းစားဖို့ဆိုတာသမီးကောင်းစားဖို့ဆိုတာမမီးမပြောပါဘူးမမီးခိုင်းသမျှတမလုပ်ပေးနိုင်တော့မတမလုပ်ပေးနိုင်တော့မေပဲလုပ်ပေးရဒီတခါနောက်ဆုံးချိန်မယ်ငါသမီးလေးကမိဘကိုဘယ်လောက်သိတတ်လဲဆိုတာငါပြအသိဆုံးပါသမီးကဒီတစ်ခါနောက်ဆုံးဆိုပေမဲ့မမီတို့ဆန္ဒကိုမလွန်ဆန်နိုင်ပါဘူးမိဘကျေးဇူးသိတတ်တဲ့သမီးဆိုတာမမီကသိပြီးသားပါမမီသမီးပြန်လာပြီမမဘာဖြစ်နေရလဲမမစူဇန်ဘယ်တော့နေရလဲဒီတော့မိုးချုံနေတာဘယ်ပြန်လာလဲညီမလေးလားညီမလေးတငယ်ချင်းတွေနဲ့အတူကားတိုက်နေရမမရဲ့မမသိလားအခုဆိုစူဇန်လေးမမလိုပဲဆွဲဆောင်မှုရှိရှိနဲ့ကားတက်နေပြီနောက်ဆိုမမလို celebrity တယောက်ဖြစ်လာတော့ကဲစူဇန်သမီးပြောစရာရှိရင်နောက်မှပြောမမီနဲ့သမီးမမနဲ့အပြင်သွားစရာရှိတယ်အပြင်မှာမိုးချုံနေပြီလေဘာကိစ္စနဲ့သွားကြမှာလဲဟော်ရီယာသမီးလေးစူဇန်ရဲ့မမီတို့တမိသားစုလုံးမတောင်းမတမကြောင်းမကြတဲ့ဘဝနေလို့ရအောင်မမီကလုပ်ပေးမလို့သမီးလေးရဲ့ကဲမိပဲအချိန်မရှိဘူးလာတော့မောင်လိုက်ဖို့ပေးပို့ပေးရပါဘောဘာလို့လဲငါကြုံလောင်းမဲ့စောအုပ်လေအိမ်တော်ဦးစီးဦးစားပေးရမယ်အိမ်တော်ဦးစီးဘာဖြစ်တော့ကျုပ်ယူလို့တော့အိမ်တော်ဦးစီးဖြစ်ရတာမိမကိုဦးစားပေးရမယ်ဆိုတာရှင်နားမလဲဘူးလားဖေတို့မေတို့ကလည်းစွန်းလောင်းတဲ့နေရာတိတော့စကားအများနေသေးတယ်ဘလူလောင်းလောင်းပေါ့ဒါတရဝင်းအိမ်တော်ရဲ့အလှူဒါနပဲဥစ္စာကဲဒီလိုလို့အဖေနဲ့အမေကဘလူအသက်ကြီးတယ်အသက်ကြီးရဲ့လူချင်းလောင်းအော်အဲ့လိုလားအဲ့ဒါဆိုရင်မင်းမေရောလောင်းခဲ့တယ်သူကအသက်ကြီးတယ်ဒီမှာလူကိုအိုစာနေပြီလို့ပြောတာပေါ့လေ
ရှင်ကပို့အသက်ကြီးတယ်ရော့ရှင်ရေလောင်း ရမီပဲယူထားတယ် အဖိုးနဲ့အဖွားနဲ့ကလေလိုက်လဲလိုက်ပါဒါဆိုရင်ဒီလိုလို့အဖိုးအဖွားရောနှစ်ယောက်လုံးကျူလောင်းလိုက်ဒါမှဘဝစတိုင်းပြန်ဆောင်ရတာပေါ့နော် မဆုံးချင်ပါဘူးမလေး အဖေတို့မေတို့ရေတော်ကြပါတော့အဲ့ဟာနဲ့ပဲဆရာတို့ကရောက်လာတော့မယ်ကဲအားလုံးပဲတူတူစုလောင်းကြတာပေါ့နော် အေးကောင်းတယ်ဒါမှဘသူမှဆရာလုံးလို့မရတော့ဘူးပေါ့ ကောင်းတယ်အဲ့တော့ဘလူကြီးတယ်ဘလူငယ်တယ်ညင်းစရာမလိုတော့ဘူး ကဲအဖေနဲ့အမေအားလုံးစွန်းလောင်းရအောင်နော် နေ ဝေးဖြည်းဖြည်းကြွနော် ဟဲ့မိကျဲစီညင်းမျက်နှာဘာဖြစ်နေရတော့စပရင်ကြနာပဲ ဟာအဖွားကလေသမီးကအခုလိုသမီးတို့လူနေရဲ့အချိန်မှာတယောက်ယောက်ကမြန်အမလိုချင်မလို့အာယုံခံကြည့်နေရပါ โอ้အာယုံခံကြည့်အောင်ငါမီးကကြားမြင်ရနေလို့လား ဟာရတာပေါ့အဖိုးရဲ့သမီးလေအဖိုးတို့အဖွားတို့လိုပဲအခုတာမန်လူမဟုတ်တော့ဘူးလေဟိုနေ့ကပဲအစိုးရမေးပဲလာမယ်ဆိုတော့ကျဲစင်းဟာရင်ကြိုတိနေရဟိုကျဲစင်းကိုနမိတ်ပြလိုက်ကြပေါ့မြောင်အမေကိုမေးကြည့်ပါလား သမီးအဲ့ဟာအမေပါဆိုဘာပောက်ကြရည်စဉ်းစားနေရလဲ ဟုတ်သားပဲဘာအတိတ်နမဲအိမ်မှမဟုတ်ဘူးညညီလျှောက်ပြီးတော့ထင်ညာကြီးထင်းနေတာပောက်ကြရည်မတွေးစမ်းပါနဲ့အေး ငါမီးရဲ့ယူမယူတတ်ပြီကွယ်ဟမ် ဟာအဖိုးနဲ့ဖွားနေရတယ်လေသမီးဆိုပြောမှဆိုတာရွယ် ဟာ